တင်ပြကဒီကရုံးလေးများလို့လူတွေ့ရင်မူခါတွေကရိမ့်မဲခင်ပြောတဘာဝကိုပုံတင်ပြကဒီကရုံးလေးများလို့လူတွေ့ရင်မူခါတွေကရိမ့်မဲခင်ပြောခင်ကိုချစ်ချိုးလေးတွေကရခမြတ်တာစနေဆိုရှောချလို့ရှာချလို့မစိမ့်နေရဲ့မူကပေါ်ဆောင်ငါမပေါ်ရှုံးလို့မူနဲ့ပြိုဘယ်နဲ့မျိုးဟာလက်စိတ်ထိုးရင်လုံးမဆိုရဘူးဆောင်ငါမပေါ်ရှုံးလို့မူနဲ့ပြိုဘယ်နဲ့မျိုးဟာလက်စိတ်ထိုးရင်လုံးမဆိုရဘူးတော့လုံးမလုံးများလုံးတဲ့ပိုင်နိုင်တဲ့ဘောရရဲ့မိမသားမခွဲစင်စားပွဲလို့ကြော်ရဲလို့နေဆွဲဆွဲနင်းနေချဖို့ရဲ့ရွှေဆိုင်ကိခိုင်ပန်းကိုခွဲညွန်နမကိုဆူလာတယ်လို့ကြော်ရဲလို့နေချောင်းစားလာညာခွဲခင်မင်းသူမောင်ရဲ့တော့ပါခွဲတမ်းပါခွဲကဲလုံးတယ်လို့နေဆွဲဆွဲနင်းနေချဖို့ရဲ့ချင်းချင်းနာနာတရားနဲ့အေးသားကြီးချစ်ဖို့ခွဲနေအောင်ပါနဲ့မြတ်ချေတော့ပါကိုလူလေလက်ထပ်နိုင်လို့လေတန်တန်များဟာလက်စိတ်ထိုးရင်ညို့မဆူရတယ်တော့ပါကိုလူလေလက်ထပ်နိုင်လို့လေတန်တန်များဟာလက်စိတ်ထိုးရင်ညို့မဆူရတယ်ပိုင်နိုင်တဲ့ဘောရရဲ့မိမသားမခွဲစင်လာပွဲလို့ကြော်ရဲလို့နေဆွေဆွေနင်းနေချဖို့ရဲ့ရွှေဆိုင်ကိခိုင်ပန်းကိုကွယ်ညို့မမကိုဆူလာတယ်လို့ကြော်ရဲလို့နေထောက်စားလာညာကွယ်ခင်မင်းသူမောင်ရဲ့ကြော်ပါကွယ်တမ်းပါကွယ်ကဲလို့တယ်လို့နေဆွေဆွေနင်းနေချဖို့ကွယ်ချင်းချင်းနာနာတရားနဲ့အေးသားကြီးချစ်ဖို့ခွဲနေအောင်ပါနဲ့မြတ်ချေတော့ပါကိုလူလေလက်ထပ်နိုင်လို့လေတန်တန်များဟာလက်စိတ်ထိုးရင်ညို့မဆူရတယ်တော့ပါကိုလူလေလက်ထပ်နိုင်လို့လေတန်တန်များဟာလက်စိတ်ထိုးရင်ညို့မဆူရတယ်ဆွေဆွေနဲ့နဲ့ချစ်ဖို့ခွဲချင်းချင်းနာနာတရားနဲ့အေးသားကြီးချစ်ဖို့ခွဲနေအောင်ပါနဲ့မြတ်ချေဆက်ဆက်နဲ့မြတ်ချဖို့ခွဲချင်းချင်းနာနာတရားနဲ့အေးသားကြီးချစ်ဖို့ခွဲနေအောင်ပါနဲ့မြတ်ချေ